ဒီရက်မှာတော့ကျွန်တော်ချောလေးတွေအကုန်လုံးကျွန်တော်ကတခုချင်းစီရိုက်တော့မှဖြစ်တယ်ပေါ့နော်ကျွန်တော်ရိုက်မယ်နဲ့ကျွန်တော်အချိန်ဆွဲရင်းပေါ့နော်ကျွန်တော်ဒီရက်မှာလုပ်ဖြစ်တယ်အချိန်မဆွဲတော့ဘူးဒီရက်တော့နေလဲတာပေါ့နော်ဘယ်လို result ထွက်မလဲဆိုတော့အဆုံးထိကြည့်ပါအဲ့ဆိုတင်အောင် let's go ခုတော့ကျွန်တော်တို့နောက်ပြည်ရတော့မှဖြစ်ပါတယ် like ကြအောင်ဒီတော့လာတော့နော်ဖြစ်စလန်အကွေးကောင်းနေဒီတိမ်နေနေပေါ့နော်မိုက်ပါဒီကျွန်တော်တို့ဒီနားမှာချောရိုက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်စရလုပ်ပြီးသွားပြီပေါ့နော်ကျွန်တော်ခါရဲကောနေလာပြီအရန်မိုက်တယ်ဗျာကျွန်တော်စိတ်တိုင်းတော့ကြာတော့ဗောနော်ရှော့တော့အဲ့စင်ကျွန်တော်နောက်ရှော့သွားလိုက်အောင်ဒီမှာတော့ကျွန်တော်တို့ tissue တော့ရှာတွေ့သွားတယ်ဗောနော်အဲ့ဒီ tissue တော့နေရာမှာပဲခုနကကျွန်တော်ပြောတဲ့ shot လေးကိုကျွန်တော်ဒီဒုတိယ shot ကိုရိုက်တော့မှဖြစ်တော့ဗောနော်ဒီအားလုံးကလိုက်ကြည့်ပြီပါဒီမှာကျွန်တော်တို့ရဲ့မင်းသားကြီးတဲ့ပါခင်ဗျာတဲ့ဆိုတဲ့အခုကျွန်တော်အဲ့ဒီစေဝင်ရနောက်ရိုက်တဲ့စင်ရက်ပြရပါတော့ behind the scene ရိုက်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒီညဆောင်းရလာတယ်အဲ့ဆိုရင်ကျွန်တော်တို့ location ရိုက်လို့ရနေအောင်တစ်ချက်ချလိုက်ရင်ပေါ့နော်အခုကျွန်တော်ရိုက်တဲ့ scene မှာကျွန်တော်ဒီ background ကိုကျွန်တော် tissue တော့ထားပါတော့ foreground ကိုကျွန်တော်ဒီတရွက်တွေနဲ့ကအောင်ပေါ့နော်မရဆက်ခုစီတော့ကျွန်တော်တို့စင်တူရောရိုက်ပြီးသွားပါနော်ဒေတာတလူတော့ညာရောမဖြစ်နေဘူးပေါ့နော်ဒါမျိုးကျွန်တော်တို့ closer shot တွေနောက်ပြီးကျွန်တော်ရိုက်လိုက်ခဲ့တဲ့ shot တွေလည်းမစူးပြောလို့ရပါတော့နောက်ပြီးရတော့မှဖြစ်ပါတယ် like ကြအောင်ဟိုမှာကြည့်လိုက်ပါဆိုင်ကယ်နေပေါ့နော်နော်အရင်လာပါတယ်ရိုက်သွားမဲ့စင်ရောရမ်းမိုက်ရပေါ့နော်ဒီဆိုင်ကယ်ကိုရိုက်သွားမဲ့စင်ဖြစ်ပါတယ်လုံးဝမိုက်တယ်ဒီ shot ကိုကျွန်တော်ဒီရုပ်ရှင်တော်များမှာတွေ့ဖူးတယ်ဒီ shot ကျွန်တော်ဒီရတော့ရိုက်သွားပါတော့ကဲအဲ့ဆိုရင်ကျွန်တော်တစ်ချက်ချိန်လိုက်ပါတော့ဒီဖက်မောင်းပြန်ရမ်းမိုက်ပါတယ်ဗျာခုနကျွန်တော်ရိုက်တာဒါမှကျွန်တော်ရဲ့ဇွန်ကအရန်ကြီးဇွန်မဆွဲသေးပါတော့